အခုမြင်နေရတာကတော့ဓမြတွေပေါ်တဲ့ချမ်ပယ်မျိုးကရွာသေးသေးလေးဖြစ်ပါတယ်။ရွာထက်အိမ်ကခေါင်မိုးပေါ်မှာစာကြိုးစားနေတဲ့ចောင်းသားလေးကတော့မန်နို့ပါ။12တန်းအောင်တာနဲ့အရာရှိကြီးလုပ်ပြီးလက်ပေးလက်ယူမှုတွေကိုတိုက်ဖြတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့စာမေးပွဲမှာစာခိုးချဖို့အကြီးအကျယ်ပြင်ဆင်နေပါတယ်။နှစ်တိုင်းခိုးချပြီးအောင်လာတဲ့မန်နို့ရဲ့ဘဝကသူ့အဖေအလုပ်ပြုတ်သွားချိန်မှာတော့အပြောင်းအလဲကြီးစတင်လာပါတော့တယ်။မန်နို့ရဲ့အဖေကစိုက်ပျိုးရေးရုံမှာစီးရေးဖြစ်ပါတယ်။အစိုးရကလယ်သမားတွေကိုချပေးတဲ့မျိုးစေ့တွေကိုရုံးဦးစီးကမျိုးတော်ဝန်နဲ့ပေါင်းပြီးမှောင်ခိုဈေးမှာရောင်းစားပါတယ်။မန်နို့ရဲ့အဖေကတော့လယ်သမားတွေစီမျိုးစေ့ခွဲတန်းချပေးပြီးကြောင်းလက်မှတ်ထိုးခိုင်းပါတယ်။ပြည်သူ့အခွင့်အရေးတိုင်းကိုမျိုးတော်ဝန်မဲ့အပိုင်သိမ်းနေတာကိုမကျေနပ်တဲ့အဖေကလက်မှတ်မထိုးပေးတဲ့အပြင်လက်မှတ်အတင်းထိုးခိုင်းတဲ့ဦးစီးကိုလည်းဖက်နှက်နဲ့ရိုက်ခဲ့ပါတယ်။ဘဝမှာဖက်နှက်နဲ့ရိုက်ခံရဘူးလားပထမဆုံးပဲလို့ပြောနေတဲ့ဦးစီးကိုဒုတိယအတွေ့အကြုံမှာတခါတည်းပေးခဲ့လိုက်ပါတယ်။ဒါကြောင့်နောက်နေ့မှာဦးစီးလက်ထောက်ကအလုပ်ဖြုတ်စာလာပေးပါတယ်။အဖေဖြစ်သူကမတရားခံရတာကိုလက်မခံတဲ့အပြင်မန်နို့ရဲ့အဖွားကလည်းလက်ထောက်ကိုဆွဲထားပြီးသူ့မြေကြီးကိုတနက်သွားယူခိုင်းလိုက်ပါတယ်။မန်နို့ရဲ့ဆုံးသွားတဲ့အဖိုးကစစ်ပြန်ရရှိတရားမို့အိမ်မှာတနက်တက်လက်ရှိပါတယ်။ဖာမျိုးဖို့သူမန်နို့အကိုကလည်းချင်းချောက်ရုံမဟုတ်ပဲတကယ်ကြီးတနက်နဲ့ပြစ်လိုက်ပါတယ်။အမေဖြစ်သူကအသေးအတန်တားလိုက်လို့သာလက်ထောက်ကောင်ကိုကြည်လွဲသွားပါတယ်။ရဲတွေပါရောက်လာပြီးမန်နို့အဖေကိုယာရုကဆိုင်ငံကြောင်းစာကတ်သွားပါတယ်။အဖွားကစာရွက်ကိုခီးယူမဆိုင်တဲ့အပြင်ဒီကောင်တွေကိုအလွတ်မပေးနဲ့လို့သူသားကိုပြောလိုက်ပါတယ်။တားလောက်တဲ့လူကလည်းဗဟိုတရားရုံးထိတက်ပြီးလက်စားနေတဲ့ကောင်တွေကိုတွတ်တိုင်ဖို့လုပ်ပါတယ်။အမေကတော့သူ့ယောက်ျားဒီလိုတွေလုပ်နေရင်သူတို့မိသားစုကိုဘသူရှာကျွေးမလဲလို့စိတ်ပူနေပါတယ်။အဖွားကဘသူရှာကျွေး9ယောက်ျားရဲ့ပင်စင်လာစာကိုတော့ထိဖို့မကြိုးစားနဲ့လို့ထားပြောပါတယ်။မန်နို့ကတော့သူစာမေးပွဲအောင်တာနဲ့ရုံးစည်းဖြစ်လာမှမို့စိတ်မပူဖို့အမေကိုနှစ်သိမ့်ပါတယ်။စာမေးပွဲဖြေတဲ့နေ့မှာမန်နို့အပါအဝင်ចောင်းသားတွေအကုန်လုံးကကူးရေးဖို့စာရွက်တွေပြင်ဆင်နေကြပါတယ်။ចောင်းသားတွေဘယ်လောက်တော့လဲဆိုရင်မနစ်ကအယောက်200ခိုးချပြီးဖြေတာအပုံမှားပြီးကူးမိလို့185ယောက်ကြားခဲ့ပါတယ်။ဒါကြောင့်ဒီနှစ်မှာတော့ဆရာကခိုးမချခိုင်းတော့ပဲအဖြေတွေကိုကြောက်တင်ပုံမှာရှိပေးပါတယ်။တခန်းလုံးကူးရေးနေတော့သူတို့နယ်ကိုပြောင်းလာတဲ့ခရိုင်ရဲမှုအသစ်ကအကြောင်းကိုရှောက်လာပါတယ်။ကျောင်းကြီးကရဲမှုသူရှက်နဲ့တီးတန့်ဆွေးနွေးဖို့ရုံးခန်းထဲကိုခေါ်သွားပါတယ်။ဒီကျောင်းကကျောင်းသားငထုံငထိုင်းတွေကနေရောညပါစာကြည့်ရင်တော့အရာရှိအင်ဂျင်နီယာဆရာဝန်တွေဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ကျောင်းကပြောပါတယ်။ဒါကြောင့်စာမေးပွဲအောင်ပြီးအခြေခံလုပ်လေးချအောင်ကျောင်းကနည်းနည်းလောက်ကူညီပေးတာပါလို့ပြောပါတယ်။စာခိုးချတာကမျိုးတော်ကိုယ်တိုင်တောင်ခွင့်ပြုထားတဲ့ရှိုးရဖြစ်တယ်လို့ဒီကျောင်းမှာဓမြတွေရဲ့သားသမီးတွေလည်းရှိနေလို့သူတို့သားသမီးစာမေးပွဲကြရင်ဆရာအိမ်ကိုမိလာရှို့တတ်ပါတယ်။ကျောင်းကခိုးချခြင်းရိုးရာကိုရှင်းပြပြီးခရရဲမှုသူရှန်ကိုလက်ထိုးငွေပေးလိုက်ပါတယ်။သူရှန်ကတော့အဲ့ဒီပတ်စံကိုဓပုံတက်တဲ့ယူခိုင်းပြီးကျောင်းကိုလည်းချက်ချင်းဖမ်းသွားပါတယ်။အဲ့လိုနဲ့တချောင်းလုံးစာမေးပွဲကြောက်သွားပါတယ်။အဲနောက်မှာတော့မန်နို့အဖေကလက်စားမှုကိုဗဟိုတရားရုံးမှာတွတ်တိုင်မှုထောက်သွားပါတယ်။မန်နို့ညီကို2ယောက်ကတော့ထော်လာကြီးဆွဲစားနေကြပြီးပတ်ဆက်လေးရနေလို့သူ့အမေရှင်အေးရပါတယ်။အကိုကကားမောင်းပြီးမန်နို့ကစပယ်ရလုပ်ပါတယ်။အလောက်ကန်လေးအဆင်ပြေနေတော့ရှိသေးမျိုးတော်ကထော်လာကြီးတွေမျိုးထဲမဝင်ရဆိုတဲ့ဥပဒေထုတ်လိုက်ပါတယ်။အကြောင်းကတော့သူပိုင်တဲ့ဘတ်စကားကိုလူစီးနေသွားလို့ဖြစ်ပါတယ်။ဒစီးရဲရှိတဲ့ဘတ်စကားပေါ်လူကျက်တဲ့အောင်တင်မောင်းနေပြီးသူတို့ကိုကြလိုက်မဆွဲခိုင်းလို့မန်နို့ကိုကမျိုးတော်ဝန်လူကိုဖက်နှက်နဲ့ပါရလိုက်ပါတယ်။ဒါကြောင့်ပဲထော်လာကြီးလည်းအသိခံရပြီးညီကို2ယောက်လုံးအချုပ်ထဲရောက်သွားပါတယ်။အချုပ်ထဲမှာရဲကအဖေလူသားလူယုံမာတွေလို့ပြောပြီးရှိုက်ပါတယ်။မန်နို့ကဒေါသထွက်သွားပြီးသူ့အဖေကိုစော်ခိုင်းရင်သူ့အဖိုးရိုင်ဖယ်စာမိသွားမယ်လို့ပြောလိုက်တော့ရဲကဒါဆိုရိုင်ဖယ်ပြန်ယူဆိုပြီးလှုပ်လိုက်ပါတယ်။မင်းမဲအရှင်ပြစ်မလားငါပဲမင်းအကိုကိုအရှင်ပြစ်မလားကြည်ရသေးတာပေါ့လို့ချင်းချောက်လိုက်တော့မန်နို့တော့ဆုတ်သွားပါတယ်။ဒါပေမဲ့သူ့အကိုကမကြောက်နဲ့ပြန်ယူလို့ပြောလိုက်ပါတယ်။မန်နို့ကအိမ်ကိုမသွားပဲခင်ရရဲမှုဒူရှန်ရဲ့အိမ်ကိုပြေးသွားပါတယ်။ချမ်းစောက်တားနေတဲ့ကြားကနေအိမ်ရှိမှာအော်ခေါ်နေလို့ရဲမှုဒူရှန်ထွက်လာပါတယ်။မန်နို့ကသူ့အကိုကိုဖမ်းခံထားရကြောင်းထော်လာကြီးလည်းအသိခံထားရကြောင်းပြောတော့ဒူရှန်ကမနှက်ပြန်လာခဲ့လို့ပြောပါတယ်။စိတ်တူသွားတဲ့မန်နို့ကသူစာမေးပွဲဖြေတော့ခိုးချခွင့်တရက်ရွှေ့မပေးပဲသူတို့ကိုကဲဖို့ကြတရက်ရွှေ့ခိုင်းတာတရားမျှတလားလို့အော်ပြောလိုက်ပါတယ်။အဲနေ့ကသာရဲမှုเจ้าကိုလာမစင်ရင်သူအခုချိန်စည်ရေးဖြစ်နေပြီးဒီလိုတော့အဖမ်းခံရမှာမဟုတ်ဘူးလို့မကျေနပ်ချက်တွေကိုအတန်ကုန်ဟိနေပါတယ်။ဒူရှန်လည်းဖြစ်ကြောင်းကုန်စင်ကိုမေးပြီးစခန်းကိုလိုက်သွားပါတယ်။စခန်းရောက်တော့ရဲတယောက်က6ရောက်တန်ရခြင်းအောင်ဆောင်ထားပြီးမန်နို့ညီကိုထော်လာကြီးနဲ့အရက်တွေခိုးတယ်လာလို့ဖမ်းတာကိုထော်လာကြီးနဲ့သူ့ကိုဝင်တိုက်ကြောင်းပြောပါတယ်။ခရိုင်ရဲမှုဆိုတာစခန်းမှုထက်တောင်ရှာလူကြီးလို့ရဲအကုန်ကြောက်ရပါတယ်။ဒူရှန်က6ရောက်ကိုထုံနေရိုက်တော့ဒဏ်ရာအတုနဲ့ကောင်တန်းနေအောင်ထွက်ပြေးပါတယ်။ဒူရှန်ကမန်နို့ညီကိုကားနဲ့အိမ်ထိလိုက်ပို့ပါတယ်။မန်နို့ကဒူရှန်ကိုကြည့်ရင်သူ့အဖေအကြောင်းတွေးမိပါတယ်။သူ့အဖေကရိုးသားဖြောက်မှန်လွန်လို့သွားလေရတာဝန်ရဆိုင်ခံရတာပဲအဖက်တင်ပါတယ်။ဒါကြောင့်ရိုးသားမှုကဘာတန်မှုမှမရှိဘူးလို့ထင်ခဲ့မိပါတယ်။ဒါပေမဲ့ဒူရှန်ကိုတွေးလိုက်ချိန်မှာတော့ရိုးသားဖြောက်မဲ့သူစီမှာသာအာဏာရှိမယ်ဆိုရင်ရှားလက်တွေချာနာသွားမယ်ဆိုတာမန်နို့သဘောပေါက်သွားပါတယ်။ဒါကြောင့်ဆရာလိုလူတယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့မန်နို့ကမေးပါတယ်။ဒူရှန်ကသူ့လိုဖြစ်ချင်ရင်ဘယ်တော့မှမလိမ့်နဲ့လို့ပြောပြီးပြန်သွားပါတယ်။အသိခံလိုက်ရတဲ့ထော်လာကြီးကိုပြန်မရလိုက်ပေမဲ့မန်နို့အတွက်ရီမန်းချက်တစ်ခုတော့ရှာလိုက်ပါတယ်။အကိုဖြစ်သူကလည်းမန်နို့ဖြစ်ချင်တဲ့ရှယ်တယောက်ဖြစ်အောင်လို့ပတ်စံကိစ္စသူ့တာဝန်ထားလို့အားပေးပါတယ်။နောက်နေ့မှာတော့မျှော်လင့်ထားသလိုပဲမျိုးတော်ဝန်ကိုဆက်ကျင်တဲ့ခရရဲမှုဒူရှင်ပြောင်းရွှေ့ခံလိုက်ရပါတယ်။ကျောင်းမှာလည်းစာခိုးချတာတွေကအရှင်လိုပဲပြန်ဖြစ်လာပါတယ်။ဒါပေမဲ့ကျောင်းသားတယောက်ကတော့မလိမ့်မညာမခိုးချပဲဖြေနေပါတယ်။အဲ့ဒီမှာတရန်လုံးကပထမအဆင့်နဲ့အောင်ပေမဲ့မခိုးချတဲ့မန်နို့ကတတိယအဆင့်နဲ့အောင်သွားပါတယ်။တက္ကသိုလ်3နှစ်ဆက်တက်ပြီးမှတော့ BA ပွဲရပါတယ်။မန်နို့ကိုကျောင်းထားဖို့နဲ့စားဝတ်နေရေးအတွက်3နှစ်အတွင်းအိမ်ကပိုင်ဆိုင်သမျှနွားတွေစိတ်တွေလည်းကုန်သွားပါတယ်။ရဲတင်တန်းသွားတတ်တော့မဲ့အချိန်အဖွားကမန်နို့ကိုသူ့အခန်းထဲခေါ်လိုက်ပါတယ်။အဖွားကသူ့တသက်လုံးမတိုးရမဆွဲရဆုထားတဲ့သူ့ယောက်ျားရဲ့ပင်စင်လာစာတွေကိုမန်နို့ကိုပေးပါတယ်။အင်းကိုရဲယူနီဖောင်းနဲ့ပြန်လာခဲ့လို့ပြောတော့မန်နို့ကိုမိပါတယ်။အဲ့ဒီနောက်ရဲတင်တန်းတက်ဖို့မျိုးပေါ်ကိုသွားပါတယ်။ကလေးမေတယောက်ကသူ့သားလေးကိုဖယ်ပေးပြီးမန်နို့ထိုင်ဖို့နေရာပေးပါတယ်။မန်နို့ကသူ့ရီမှန်းချက်တွေအကောင့်ထဲပေါ်ဖို့တက်ကြွနေပါတယ်။မန်နို့ကကားပေါ်မှာအိပ်ပျော်သွားပြီးကားဂိတ်ထိုးမှပြန်လို့လာပါတယ်။သူ့ခီးဆောင်အိပ်ပျောက်သွားတာဒီတော့ပြာရခတ်သွားပါတယ်။
ဆွဲရဦးမေးကြည့်တော့ဘေးနားမှာထိုင်နေတဲ့မိန်းမရှူသွားတယ်ဆိုတာသိလိုက်ရပါတယ်ဒီမျိုးမရောက်ခင်နိုင်ဝက်လောက်မှလည်းဆင်းသွားတာဆိုတော့ပါသမျှအကုန်ဆုံးဆုံးမြုပ်သွားပါတယ်တောသားမျိုးရောက်လေးခင်ဗျဘဲလိုက်လို့ဘာလို့ရမှန်းမသိပဲစားစရာတော့မရှိနဲ့ဘွားပြက်နေပါတယ်သူ့အဖွားရဲ့တဘွားစာချစ်ကုတ်စုဆောင်ထားတဲ့ပတ်စံတွေမို့ကိုရှာထားတာထက်တောင်ပိုပြီးရှင်နာရပါတယ်ဒါပေမဲ့လည်းအဖွားမှလိုက်သလိုရဲကြီးတယောက်ဖြစ်မှအိမ်ပြန်ဖို့ဆုံးဖြတ်ထားပါတယ်နောက်တနေ့ရဲတင်တန်းတက်ဖို့သွားတော့လေအစိုးရက PCS ရဲစာမေးပွဲကိုဖျက်သိမ်းလိုက်ပြီးမို့တင်တန်းတွေလည်းပိတ်ကုန်ကြောင်းသိလိုက်ရပါတယ်သတင်းစာထဲမှာကြော်ညာထားပေမဲ့သတင်းစာမရှိတဲ့တော်ရွာကမှမသိလိုက်တာဖြစ်ပါတယ်ဘာမှမစားရတာ2ရက်လောက်ကြာတော့မရှက်နိုင်တော့ပဲစိုက်တစ်ဆိုင်မှာတောင်းစားပါတယ်ဘာခိုင်ခိုင်လုပ်ပေးပါမယ်လို့ပြောတော့ဆိုင်ရှင်ကထမင်းတပွဲကျွေးပါတယ်ထမင်းတပကံကို2မိနစ်နဲ့ကုန်အောင်အငမ်းမရစားနေတဲ့မာနို့ကိုတဝိုင်းနဲ့ထိုင်နေတဲ့ဗန်တေကအံ့ဩနေပါတယ်စားပြီးတော့ဆိုင်ရှင်ကိုဘာလုပ်ပေးရမလဲသွားပြီးတော့ဆိုင်ရှင်ကဘာမှမခိုင်မဲ့အလကားကျွေးပါတယ်မာနို့ကတော့တန်ရတန်ကြီးအတွက်တစ်ခုခုလုပ်ပေးခြင်းနေပြီးဒီလိုမှသိရင်အစောတည်းကမစားဘူးလို့တော့ဆိုင်ရှင်ကိုရံပြန်တွေးနေပါတယ်ရွာပါလာတဲ့ပတ်စံလည်းအခုခံရ PCS ရဲစာမေးပွဲလည်းဖျက်သိမ်းခံလိုက်ရလို့မာနို့ပေါက်ကွဲနေပါတယ်ပန်တီကသူ့ပေးလိုက်မယ်လို့ပြောတော့မာနို့ကမင်းကရောဘသူလဲလို့ပြောပါတယ် PCS တင်မကပန်တီဖြေမဲ့စာမေးပွဲလည်းဖျက်သိမ်းသွားလို့သူလည်းပြန်ရမယ်ကြောင်းသားဖြစ်ပါတယ်ပန်တီကငါလည်းပြန်မယ်မင်းလည်းအိမ်ပြန်တော့လို့ပြောပါတယ်အဲ့ချိန်မှာပန်တီအဖေစီကဖုန်းဝင်လာပြီးချက်ချင်းပဲဒေလီသွားဖို့ပြင်ဆင်ခိုင်းပါတယ်သူ့အဖေကဒေလီမှာပြည်သူဝန်ဆောင်မှုစာမေးပွဲသွားဖြေခိုင်းတာဖြစ်ပါတယ်ပြည်သူဝန်ဆောင်မှုစာမေးပွဲဆိုတာဘာမှန်းတော့မသိတဲ့တော်သားလေးကိုပန်တီကရှင်းပြရပြန်ပါတယ်ပြည်သူဝန်ဆောင်မှုစာမေးပွဲအောင်ရင်အစိုးရဌာနအများကြီးမှအလုပ်ရှောင်နိုင်ပြီးအိန္ဒိယရဲဌာနမှာဆိုရင်လည်း IPS စစ်နဲ့ခရိုင်ရဲအုပ်ကြီးတန်းဖြစ်နိုင်ပါတယ်ဒီယာရုကခရိုင်ရဲမှုထက်တောင်မြင့်ပြီးအမြင့်ဆုံးရဲယာရုတွေကတစ်ခုဖြစ်ပါတယ်မာနို့ဖေမယ်ဆိုတဲ့ PCS အောင်ရင်အလွန်ဆုံးရမှ2ရဲအုပ်အဆင့်ဖြစ်ပြီးအဲ့ဒီကနေ IPS အဆင့်ဖြစ်ဖို့20လောက်ကြိုးစားတာတော့မလျှောက်တဲ့သူတွေရှိပါတယ်အဲ့ဒါကိုကြတော့မာနို့ကသူ့လဲ IPS ဖေမယ်လို့ပြောလိုက်ပါတယ်စားစရာမရှိနေစရာမရှိပတ်စံတကြမ်းမှမရှိတဲ့ကောင်ကခေါင်းမမာနဲ့သူ့ကိုဒေလီခေါ်သွားပေးဖို့ပန်တီကိုတောင်းဆိုပါတယ်ပန်တီလည်းဘာလို့မှမသိခေါ်သွားလိုက်မိပါတယ်မာနို့က IPS ဖြစ်ကိုဖြစ်ရမယ်လို့ကြွေးကြော်ပြီးဒေလီလိုက်ခဲ့ပေမဲ့ IPS ဖေဖို့ချိတ်တိတ်တိုးနေတာမြင်တော့ဘာမှမထွက်နိုင်အောင်စိတ်လှုပ်ရှားလွန်နေပါတယ်နောက်တရက်မှာတော့ပန်တီကိုတောက်တုံမဲရကောင်လေးတူတူကစားစရာလာပို့ပါတယ်ပန်တီကစောစောစီးစီးမှတော့ရှမ်ပိန်တောက်ဖို့လုပ်နေလို့တူတူကတားနေရပါတယ်မာနို့ကတော့ဘာစားလို့ရမလဲမသိလို့စိတ်ပူနေပါတယ်ဒါကြောင့်ပန်တီကသူ့ကိုစာမေးပွဲအကြောင်းရှင်းပြပါတယ်စာမေးပွဲကအဆင့်3ခုရှိပါတယ်အရင်ဆုံးဝင်ခွင့်စာမေးပွဲအောင်ပြီးရင် main လို့ခေါ်တဲ့အစိမ်းစာမေးပွဲကိုဖြေရပါတယ် main လဲအောင်သွားရင်လူတွေ့အင်တာဗျူးထပ်ဖြေရပါတယ်ဒီ3ခုလုံးအောင်မှ IPS ဖြစ်မှာပါတူတူကအကိုဂေါ်ရီလို့ခေါ်တဲ့စီနီယာတယောက်စီမာနို့ရှိုး2ယောက်ကိုခေါ်လာပေးပါတယ်သူဖြေနေတာ10နှစ်တောင်ရှိပြီမို့စာမေးပွဲနဲ့ပတ်သက်တာတွေအကုန်သိပါတယ်နောက်တစ်ပတ်အောင်စရင်ထွက်ရင်ဂေါ်ရီနာမည်သေးချာပေါက်ပါမှာမို့တူတူကအောင်ပွဲခံမှုအရာရှိဝတ်စုံအောင်ပြင်ထားပေးပါတယ်ဂေါ်ရီခန်းသားမှာဆိုလူတွေအုံနေတတ်ပြီးဂေါ်ရီကလည်းသူစူးစမ်းခဲ့တဲ့အတွေ့အကြုံတွေကိုမငြီးမညူပြောပြပါတယ်လူသေး2ယောက်ဖြစ်တဲ့မာနို့နဲ့ပန်ဒီတို့ကိုတော့အစကနေပြန်ရှင်းပြပါတယ်ဝင်ခွင့်စာမေးပွဲကိုနှစ်စဉ်လူ2သိန်းလောက်ဝင်ဖြေကြပြီးလူ1000ကနေ1500ကြားပဲအောင်မြင်ပါတယ်အဲ့ထက်ကနေ150ကနေ200အတွင်းပဲမင်းအောင်ပြီးအင်တာဗျူးဖြေမဲ့အစင်းလျှောက်ပါတယ်အင်တာဗျူးလျှောက်လာ10ခုမှာ10ခုလောက်ကကြာပါတယ်ဒါကြောင့်လူ2သိန်းဖြေတဲ့စာမေးပွဲမှာ15ယောက်ကနေ30ကြားပဲ IPS အရာရှိဖြစ်နိုင်ကြပါတယ်ကြာသွားတဲ့3,900,000ကျော်ကတော့အစကနေပြန်စားရပါတယ် IPS အရာရှိတယောက်ဖြစ်ဖို့ကမွေးလေကားကင်းဆွဲရတာနဲ့တူပါတယ်လှေကားကနေစူးစမ်းပြီးတက်လိုက်မွေးမျိုးခံရရင်အစပြန်ရောက်လိုက်တဲ့တန်တရားလည်နေတတ်ပါတယ်ခေါ်ရီက9နှစ်အတွင်း9ကကြာခဲ့ပေမဲ့9ချိန်အစကပြန်စူးစမ်းပါတယ်စာမေးပွဲက4ချိန်ပဲပြန်ဖြေခွင့်ရှိပေမဲ့ခေါ်ရီကအင်တာဗျူးမှကြာတာမို့6ချိန်မြောက်အထိစူးစမ်းခွင့်ရခဲ့ပါတယ်မာနို့ကသူ့မှာငွေရေးကြေးပြဿနာလေးရှိနေလို့အလုပ်ရှာပေးလို့ရမလားလို့ခေါ်ရီကိုပြောပါတယ်ခေါ်ရီကိုယ်တိုင်လည်းတောဝတက်လာပြီး3နှစ်လောက်အင်တာဆေးခဲ့ရပါတယ်မာနို့ကိုဘာဖြစ်ဖြစ်လုပ်နိုင်လားမေးပြီးအလုပ်ရှာပေးလိုက်ပါတယ်အဲ့လိုနဲ့မာနို့ကစားကြည့်လိုက်မှအင်တာဆေးတန်ရှင်ရေးအလုပ်ရသွားပါတယ်တလားကိုရူပီ280ရပြီးနေစရာပါပေးလို့အဆင်ပြေသွားပါတယ်မာနို့အလုပ်ရတဲ့အထိမ်းအမှန်နဲ့ပန်တီကရှမ်ပိန်တောက်ပါတယ်မတန်းတဲ့ငွေနဲ့တောက်ရတာအရသာရှိတယ်လို့ပြောတော့ဘာလို့လဲလို့မာနို့ကမေးပါတယ်ပန်တီရဲ့ဖေကစောက်လုပ်ရေးကန်ထရိုက်တာဖြစ်ပါတယ်လက်စားတာကြောင့်တားဖြစ်သူပန်တီကိုလည်းနှမ်းစားလက်စားလို့ရအောင်ရဲအရာရှိလုပ်ခိုင်းတာဖြစ်ပါတယ်ပန်တီကရဲမလုပ်ချင်တယ်လို့မတန်းတဲ့ငွေတွေကိုလည်းမလိုချင်ပါဘူးတကယ်တော့ပန်တီက TV မှာပါချင်တာဖြစ်ပါတယ်အစီအစဉ်တင်ဆက်သူဖြစ်ဖြစ်တရုတ်ဆောင်ဖြစ်ဖြစ်လုပ်ချင်ပေမဲ့အဖေကိုမပြောရတာကြောင့်စိတ်မပါတဲ့ဆောင်မွေးပွဲကိုပဲလာဖြစ်ရပါတယ်ဒါဆိုအမေကိုပြောပြလို့မာနို့ကပြောပေမဲ့ပန်တီရဲ့အမေကဆုံးသွားတာကြာပါပြီအဲ့လိုနဲ့အောင်စင်းထွက်တော့အကိုဂယ်ရီကဆောင်မွေးပွဲကြာသွားပါတယ်တေချာပေါအောင်ပြီလို့မျှော်လင့်ထားခဲ့ပေမဲ့ကြာတာကြောင့်အကိုဂေါ်ရီတွေမကပဲတစ်ဖွဲ့လုံးမှာစိတ်တက်ကြသွားပါတယ်ပန်တီကအောင်သွားတဲ့အကိုမိုဟန်စီအဖွဲပြောင်းလိုက်ပါတယ်မာနို့ကတော့အကိုဂေါ်ရီစီမှာပဲနေခဲ့တာကြောင့်သူတို့2ယောက်ဖွဲ့ခွဲသွားပါတယ်အကိုဂေါ်ရီကစာမေးပွဲဆက်ဖြေလို့မရတော့တာကြောင့်လက်ဖက်ရည်ဆိုင်ဖွင့်လိုက်ပါတယ်သူကြပေမဲ့အခွင့်အရေးရှိသေးတဲ့သူညီတွေကိုဆက်ကြိုးစားဖို့အားပေးပါတယ်သူတို့လို3ညဘွားလာတဲ့တောသားတယောက်သာအောင်သွားရင်သူ့အပေါင်းဝင်အားလုံးအောင်လို့ခုံယူရမှာမို့ဖြေတဲ့သူအားလုံးကိုအခမဲ့လမ်းညွှန်ပေးပါတယ်ဒါပေမဲ့တင်တန်းသားတွေများတော့လက်ဖက်ရည်လည်းတော်တော်ရှောင်းရပါတယ်အဲ့လိုနဲ့ပဲမာနို့ကအကိုဂေါ်ရီညွှန်ကြားပေးသလိုစာကိုလေ့လာပါတယ်အစမ်းစာမေးပွဲပထမအကြိမ်ဖြေတော့မာနို့ရောပန်တီရောကြပါတယ်ဆက်စားခြင်းမှာတော့အောင်ဖို့မဖြစ်နိုင်သေးတာကြောင့်မာနို့ကတစ်နှစ်ပတ်လုံးစားကြည့်တိုင်းမှာအလုပ်လုပ်ရင်းစာလုပ်ပါတယ်ဂေါ်ရီရဲ့လက်ဖက်ရည်ဆိုင်မှာလည်းအလုပ်ဝင်လုပ်ပါတယ်တရက်မှာ IPS ဖြစ်သွားတဲ့အကိုမိုဟန်စီလက်ဖက်ရည်သွားပို့ရပါတယ်မိုဟန်ကမာနို့ကိုသပွဲတို့ကောင်လေးထင်ပြီးလက်ဖက်ရည်ခဲကိုင်းလိုက်မိပါတယ်ဒါပေမဲ့ तू ကအရာရှိစာမေးပွဲဖြေဖို့ပြင်ဆင်နေတဲ့တငယ်ချင်းဖြစ်ကြောင်းပန်တီကပြောပြလိုက်တော့မိုဟန်တော်တော်အားနာသွားပါတယ်ဂီယူနာလည်းတက်မိသွားလို့သူ့အကူညီလို့ရင်ဘာဖြစ်ဖြစ်ပြောလို့မိုဟန်ကပြောလိုက်ပါတယ်မာနို့ကတစ်နှစ်လုံးစာလုံးနေချိန်ပန်တီကတော့ကောင်မလေးရှာနေပါတယ်
ကောင်မလေးရဲ့တငယ်ချင်းတယောက်ရဲ့နဲ့အကိုကော်ရီရဲ့လက်ဖက်ရည်ဆိုင်ကိုလာပါတယ်။အဲ့အချိန်မာနို့ကတော့စားကြည့်လိုက်သွားဖို့နောက်ကျနေလို့အသေးအတန်ပြေးသွားပါတယ်။မာနို့ကိုဘဲကနေများတွေးခဲ့တာလေလို့ကောင်မလေးကပန်တီကိုမေးပါတယ်။ပန်တီကဖြေချောင်းကုန်စင်ကိုပြောပြတော့ကောင်မလေးကအဆန်းဆောင်ဝဲကြောက်သွားတာကိုစိတ်မကောင်းဖြစ်နေပါတယ်။ပန်တီတငယ်ချင်းကတော့ဘာအခြေခံမှပါမလာတဲ့သူက IPS အရာရှိမဖြစ်နိုင်ဘူးလို့ဝေဖန်နေပါတယ်။ဒါကိုဂေါ်ရီကျတော့နာနာကြီးကြီးနဲ့မင်းပြောတာမှန်တယ်လို့ဝင်ပြောလိုက်ပါတယ်။တော့တက်လာတဲ့ကောင်လေးတွေမှာချမ်းသာတဲ့အဖေမရှိသလိုဈေးကြီးတဲ့ကြောင်းလည်းမထားနိုင်ပါဘူး။တင်တန်းကြီးလည်းမတက်နိုင်လို့တန်ရှင်းရဲပဲလုပ်ရအိမ်သာပဲဆေးရဘာဖြစ်အကုန်လုပ်ပြီး IPS အရာရှိဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့လာခဲ့ကြတာဖြစ်ပါတယ်။အဲ့လိုစိတ်ဆုံးဖြတ်ချက်မျိုးကတော့ရေပေါ်စီចောင်းသားတွေမှာမရှိဘူးလို့ဂေါ်ရီကပြောလိုက်ပါတယ်။သူတို့လိုဆင်းရဲတဲ့ကောင်တွေကတယောက်အောင်မြင်သွားရင်ပဲသူတို့အကုန်အနိုင်ရသွားတာလို့ဂေါ်ရီကခံယူထားပါတယ်။အဲ့လိုနဲ့မာနိုရှ်ရဲ့ဝင်ခွင့်စာမေးပွဲနောက်တစ်ချိန်ဖြစ်ရမယ့်အချိန်ကိုရှောက်လာပါတယ်။ဝင်ခွင့်စာမေးပွဲအောင်စရင်ထွက်တော့ပန်တီရောသူ့ကောင်မလေးရောကြပါတယ်။ပန်တီကသူ့အဖေကိုအကျိုးအကြောင်းပြောတောင်းပန်နေရပါတယ်။မာနိုရှ်ကတော့အောင်သွားတာကြောင့်ဝမ်းသာအားရဖုန်းလာငှားပါတယ်။ပန်တီကသူ့ကြပေမဲ့မာနိုရှ်အတွက်ဝမ်းသာနေပါတယ်။ပန်တီကသူ့တငယ်ချင်းဒါဝတ်တခင်မာနိုရှ်ကိုအဝတ်အစားအသစ်ဝယ်ပေးပါတယ်။အဲနောက်တော့မာနိုရှ်ကနာမည်ကြီးတင်တန်းတစ်ခုသွားအပ်ပါတယ်။နာမည်ကြီးတင်တန်းဆိုတဲ့အတိုင်းတင်တန်းကြီးကလည်းစီကြီးပါတယ်။မာနိုရှ်ကအရေးချခွဲသွင်းမှုတောင်းမှန်ပြောပြီးသူ့မှာရှိတဲ့ပတ်စံတွေကိုအရှင်ပေးပါတယ်။တခြားတောက်တူမဲရအလုပ်တွေလည်းအကုန်လုပ်ပေးပါမယ်လို့ပြောတာကြောင့်တင်တန်းဖောင်ဒါပရိုဖက်ဆာရဲ့သမီးစေးရီမာကပတ်စံကိုလက်ခံလိုက်ပါတယ်။နောက်တစ်ယောက်လာတော့မာနိုရှ်ကိုဓာတ်ပုံတွေတောက်ကူချိတ်ခိုင်းလိုက်ပါတယ်။သူတို့တင်တန်းတက်ပြီးအောင်သွားတဲ့ IPS အရာရှိပုံတွေထဲမှာအကိုမိုဟန်ပုံလည်းပါနေပါတယ်။အကိုမိုဟန်ကဒီတင်တန်းမှာတက်သွားတာမဟုတ်ကြောင်းမာနိုရှ်ကစေးရီမာကိုပြောပါတယ်။သူပြောချိန်တင်တန်းအပ်နေတဲ့တာဖားနှစ်ယောက်လည်းရှိနေလို့စေးရီမာကမျက်ရည်မြက်ကဲပြနေပါတယ်။တကယ်တော့မိုဟန်ကိုရူဘီတသိန်းခွဲပေးပြီးဒီမှာတက်တာဖြစ်ကြောင်းကြော်ညာခိုင်းထားတာဖြစ်ပါတယ်။ဒါကိုတင်တန်းလာရတဲ့ကောင်မလေးကသဘောပေါက်သွားပြီးမာနိုရှ်ကိုဆက်မေးပါတယ်။မာနိုရှ်ကလည်းအမှန်အတိုင်းပြောပြလိုက်တော့ကောင်မလေးကကလင်ကချစ်တင်တန်းကိုမအပ်တော့ပါဘူး။မာနိုရှ်ကလည်းမတက်တော့ပဲသူသွင်းထားတဲ့တင်တန်းကြီးပြန်တောင်းတော့စေးရီမာကဘေးကကလုံနေပါတယ်။စကားတက်တဲ့ကောင်မလေးကပြန်တောင်းပေးလိုက်မှရှာပါတယ်။မာနိုရှ်ကကောင်မလေးကိုသူတို့တင်တန်းကောင်းကောင်းရှာတွေ့မှာပါစိတ်မပူပါနဲ့လို့ပြောလိုက်ပါတယ်။အချင်းချင်းမိတ်ဆက်ကြရင်မာနိုရှ်ကကိုယ်တိုင်စာလေးလာပြီးအောင်ငယ်မှန်တီတော့တော်တော်အထင်ကြီးသွားပါတယ်။ဒါပေမဲ့ဘေးမှာအဖေပါနေတော့နာမည်တော်မိတ်ဆက်ခွင့်မရလိုက်ပါဘူး။မပြတ်ငင်မာနိုရှ်ကသူစာကြည့်လိုက်မှအမြဲရှိလို့လိုအပ်ရင်ဆက်သွယ်ဖို့ပြောလိုက်ပါတယ်။အခုမှမျိုးသူလေးတယောက်နဲ့စကားပြောမှုတဲ့မာနိုရှ်ကနာမည်တော်မသိလိုက်တဲ့ကောင်မလေးအကြောင်းကိုပဲတွေးနေမိပါတယ်။တရက်မှာတော့ကောင်မလေးကစာကြည့်လိုက်ကိုရှောက်လာပါတယ်။မာနိုရှ်ကလေချောင်းအင်ဂျင်နီယာစာအုပ်တွေပြန်သိမ်းနေတာနဲ့တို့တော့သူ့ကိုလေချောင်းအင်ဂျင်နီယာလို့ထင်သွားပါတယ်။ဒါကြောင့်ကိုဘာသာစာလေးလာပြီးအောင်တာပဲဖြစ်ရမယ်လို့အထင်ကြီးနေပါတယ်။မာနိုရှ်ရှင်းမပြနိုင်ခင်ကောင်မလေးကနာမည်တွေမိတ်ဆက်နေပါတယ်။သူ့နာမည်ကရှရက်သာဖြစ်ပြီးတင်တန်းကောင်းကောင်းတစ်ခုတွေ့လို့မာနိုရှ်ကိုလာပြောပြတာဖြစ်ပါတယ်။ရှရက်သာရဲ့ဖေကသူ့ကိုဆရာဝန်ဖြစ်စေခြင်းပဲမဲ့ရှရက်သာကတော့အစိုးရဝန်ထမ်းပဲဖြစ်ခြင်းပါတယ်။ဒါကြောင့် KI အုပ်ချုပ်ရေးမှုဖြစ်လာဖို့ဒေလီမှာတင်တန်းလာတက်တာဖြစ်ပါတယ်။နောက်ရက်မှာတော့မာနိုရှ်ကရှရက်သာနဲ့အတူတင်တန်းလာတက်ပါတယ်။ဆရာကဖြောင်းမတ်တဲ့အရာရှိတွေဖြစ်လာကြဖို့ဆုံးမပြီးမာနိုရှ်ဆိုတဲ့ចောင်းသားကိုထွက်လာခိုင်းပါတယ်။ចောင်းသားတွေအကုန်လုံးထဲမှာမာနိုရှ်ရေးထားတဲ့အိန္ဒိယနိုင်ငံအကြမ်းဖက်မှုများအကြောင်းဆိုတဲ့အစီကအရန်ကောင်းလွန်နေပါတယ်။ပုံမှန်ဆိုအကောင်းဆုံးအစီအတွက်ချောကလက်တစ်ခုပဲစူချလေးရှိပေမဲ့မာနိုရှ်ကတော့ချောကလက်နှစ်ခုတောင်ရှာလိုက်ပါတယ်။မာနိုရှ်ကနှစ်ခုလုံးရှရက်သာကိုကျွေးလိုက်ပါတယ်။နောက်ရက်မှာတငယ်ချင်းတွေနဲ့အပြင်သွားကြပါတယ်။မာနိုရှ်ကရှရက်သာကိုသဘောကျနေပါတယ်။ရှရက်သာကလည်းမာနိုရှ်ကိုသဘောကျနေပြီးသူလိုချင်ပေမဲ့မဝယ်နိုင်တဲ့စာအုပ်ကိုလက်ဆောင်ဝယ်ပေးလိုက်ပါတယ်။ရှရက်သာကသူ့အကြောင်းတွေမမေးပဲပြောပြပါတယ်။မနစ်တုန်းကစေးချောင်းသူအဖြစ်လှုပ်တင်စင်းနေတော့16နှစ်အရွယ်ကောင်မလေးတယောက်စေးုံရောက်လာပါတယ်။အိမ်တွင်းအကြမ်းဖက်ခံရလို့အစစ်သုံးမီးလောင်တန်ရာနဲ့တည်သွားပေမဲ့ရဲတွေကအစီရင်ခံစာထဲမှာမတော်တဆမှုလို့ရှိထားပါတယ်။အဲ့ဒါတွေကိုတားကျင်လို့လက်ထောက်ခရိုင်မှုဖြစ်လာအောင်ကြိုးစားဖို့ဒေလီကိုလာခဲ့တာဖြစ်ပါတယ်။နောက်ရက်တင်တန်းမှာဆရာကထုံးမြန်တွေအကြောင်းသင်ပါတယ်။ကျောင်းသားတွေကဘယ်သူသိလဲလို့မေးတော့ရှရက်သာကမာနိုရှ်သိတယ်လို့ထပ်ပြောပါတယ်။သူကမာနိုရှ်ကိုလေချောင်းအင်ဂျင်နီယာထင်နေပေမဲ့ခုမှရိုးရိုးဘီအေပွဲရမှန်းသိလို့ရှရက်သာကအတန်းထဲမှာအဆက်ကွဲသွားပါတယ်။အဲ့ဒီကမာနိုရှ်ကသူ့လိမ်မိသလိုခံစားရလို့ရှရက်သာကိုမျက်နှာချင်းမဆိုင်ရဲပဲရှောင်နေပါတယ်။စာကြည့်ရိုက်မှုကသတင်းစာအဟောင်းရောက်တာမနစ်ကထန်တယ်လို့မာနိုရှ်ထောင်ထားတယ်ဆိုပြီးခေါ်ဆိုပါတယ်။တကိုးသားလို့ပြောတော့အဖေထင်ရင်မခံနိုင်တဲ့မာနိုရှ်ကဖက်နဲ့နဲ့ချွေရိုက်ဖို့လုပ်ပါတယ်။အဖေနဲ့အကိုတုံးကလည်းဖက်နဲ့နဲ့ချွေရိုက်လို့ပဲဒုက္ခရောက်ခဲ့ကြတာကြောင့်မာနိုရှ်ကစိတ်ထိန်ပြီးထွက်လာခဲ့လိုက်ပါတယ်။အတန်းတွေလည်းမတက်တော့တာကြောင့်ပန်တီကလိုက်ရှာပါတယ်။နောက်ဆုံးတော့ချောင်းကြားတဲ့ရက်ွက်ကတန်လေကားနဲ့တက်ရတဲ့တကားပြလေးရဲ့နောက်မှာဂျုံမုံတွေမနာတမ်းကျိတ်နေတဲ့မာနိုရှ်ကိုတွေ့လိုက်ရပါတယ်။ရှရက်သာကစာမေးပွဲအတွက်အိမ်ပြန်တော့မှမို့တော်တောင်းမှန်မို့ပန်တီကပြောပါတယ်။မာနိုရှ်ကတော့မိန်းစာမေးပွဲပြီးမှပဲတော်တောင်းမှန်တော့မယ်လို့ပြန်ပြောလိုက်ပါတယ်။အမောင်ထဲမှာစာဘလို့လုံးမှလဲလို့ပန်တီကမေးတော့မာနိုရှ်ကမိသီးလေးထွန်ပြပါတယ်။ပန်တီကတော့ဒီလိုလုံးရင်ကြားလိုက်မယ်သူနဲ့လိုက်ခဲ့လို့ခေါ်ပေမဲ့ပန်တီစီကအကူကြီးတွေယူတာများလွန်းနေလို့မာနိုရှ်ကညင်လိုက်ပါတယ်။အဲ့လိုနဲ့မိန်းစာမေးပွဲရောက်လာတော့မာနိုရှ်ကအကုန်ဖြေနိုင်လိုက်ပါတယ်။ဒါပေမဲ့စာမေးပွဲပြီးမှအစေးကောင်းစဉ်ကိုအကြမ်းဖက်မှုနဲ့ခီးသွားလုပ်ငန်းမှားဖြေခဲ့မိမှန်သိလိုက်ရပါတယ်။ဒါကြောင့်ကြားတယ်ဆိုတာပြေးကြည့်စရာမလိုအောင်ကိုသိချသွားပါတယ်။မိန်းကြတာနဲ့အဆန်းစာမေးပွဲကပြန်ဖြေရမှာဖြစ်လို့မာနိုရှ်စိတ်ညစ်သွားပါတယ်။အဲဒီနောက်မာနိုရှ်ကစာမေးပွဲပြီးရင်တောင်းပန်မယ်ဆိုတဲ့စကားအတိုင်းရှရက်သာရဲ့အိမ်ကိုလိုက်သွားပါတယ်။ဒါပေမဲ့တအိမ်လုံးအမျိုးမင်္ဂလာဆောင်သွားလို့အိမ်ဆောင်ဦးလေးကြီးကဖုန်းခေါ်ပေးပါတယ်။မာနိုရှ်ကရှရက်သာကိုတောင်းပန်ပြီးချစ်မိနေကြောင်းလည်းဖွင့်ပြောလိုက်ပါတယ်။ရှရက်သာသူ့ကိုချစ်တယ်လို့ပြန်ပြောရင်ကဘာကြီးကိုတောင်ဖြောင်းပြန်လှန်ပေးမယ်လို့ပြောလိုက်ပါတယ်။ရှရက်သာကတော့ဘာမှပြန်မပြောဘဲဒေလီပြန်ပြီးနောက်စာမေးပွဲအတွက်စာချက်ခိုင်းပါတယ်။စာမေးပွဲအကြအသေးအကွဲနဲ့မာနိုရှ်တယောက်ရွာကိုပဲပြန်လာခဲ့လိုက်ပါတယ်။ရွာတငယ်ချင်းကသူပြန်လာလို့ဝမ်းသာနေပါတယ်။သူညမလေးကမမှတ်မိတော့လောက်အောင်အဆက်ရှိလာပြီးအကိုကတစ်ဖက်ရွာမှာနေလေစာသွားလုပ်နေပါတယ်။အမေကတော့သူတို့ရောင်းလိုက်တဲ့နွားတွေကိုသွားပြန်ကြောင်းပေးနေပါတယ်
အဖွားဆုံးသွားပြီဆိုတာခုမှသိလိုက်ရတဲ့မာနို့စ်ကတော်တော်စိတ်မကောင်းဖြစ်သွားပါတယ်အရေးကြီးတဲ့အလုပ်တွေလုပ်နေတဲ့သူသားနဲ့မြေကိုအဖွားကပဲသူ့ဆုံးရင်အသိမပေးဖို့မှာခဲ့တာကြောင့်မပြောတာပါအဖွားကသူ့မြေရဲဝဲဆောင်ဝေးပြီးပြန်လာမှလို့အမြဲပြောနေခဲ့ပါတယ်အမေကလည်းသူ့သားကိုအိမ်အတွက်စိတ်မပူဖို့စာအုပ်ပဲအာရုံစိုက်ဖို့မှာနေပါတယ်အမေကသာအကုန်အဆင်ပြေတယ်လို့ပြောနေပေမဲ့သူ့အတွက်လိန်နေမှန်းသိတဲ့မာနို့စ်ဖို့တော်တော်လေးခံစားရပါတယ်ဒါကြောင့်မာနို့စ်ကအိမ်အတွက်လည်းပတ်စံရှာပေးမယ်ရဲရရှိလည်းမဖြစ်ဖြစ်အောင်လုပ်မယ်လို့ခရီးပေးပြီးဒေလီကိုပြန်လာခဲ့ပါတယ်မာနို့စ်ကအိမ်ကိုထောက်ပံ့နိုင်မှုဂျုံဆက်ရုံမှာတနေ့15နာရီလောက်အလုပ်လုပ်ပါတယ်တရက်တော့သူ့အဖေလျှောက်လာပါတယ်သူ့သားနေရတဲ့ဘဝကိုကြည့်ရင်အဖေကစိတ်မကောင်းဖြစ်သွားပါတယ်မတမမှုကိုဖော်ထုတ်မယ်ဆိုတဲ့စိတ်နဲ့အလုပ်ရှုံနေတဲ့သူကအမေဆုံးသွားတာကိုတော့မသိလိုက်ရပါဘူးနောက်ဆုံးတော့လည်းငွေများတရားနိုင်တဲ့သူပဲအမှုရှုံသွားပါတယ်ဒါကြောင့်ဦးစီးမှုကို6ရောက်ကြိုက်တောင်းမှပြီးအလုပ်ပြန်ဝင်မယ်မျိုးစစ်ခိုးရောက်တာမကလို့ဘာအတွက်ပဲလက်မှတ်ထိုးခိုင်းထိုးမယ်လို့ရှင်နာနာနဲ့မာနို့စ်ကိုပြောပါတယ်မာနို့စ်ကတော့သူတို့ငယ်ငယ်တည်းကရှုံးရင်တော့အရှုံးကိုလက်မခံပဲအမှန်တရားအတွက်တိုက်ပွဲဝင်မှုတင်ပေးခဲ့တဲ့အဖေကိုလက်မလျှော့ဖို့ပြန်ပြီးအားပေးပါတယ်အဖေလည်းမတရားတဲ့ဝန်ထမ်းပြန်မလုပ်နဲ့မိသားစုအတွက်လည်းသူ့တာဝန်ထားသူ IPS အရာရှိကြီးဖြစ်အောင်လုပ်မယ်လို့ပြောလိုက်ပါတယ်မာနို့စ်ကတနေ့ကို15နာရီဂျုံမှုတ်ချိတ်6နာရီစာလေးလာပြီး3နာရီပဲအိပ်ပါတယ်တရက်မှာတော့ရှရသာကဆာမေးဝဲဖြေပြီးလို့တင်တန်းလာပြန်တတ်ပါတယ်မာနို့စ်ကိုသူ့အိမ်ကနှင်ထုတ်ခဲ့မိတာကိုတောင်းပန်ကြောင်းပြောပါတယ်မာနို့စ်ကတော့အဲ့ဒီကရှရသာညင်းပေးခဲ့တာကိုပဲကျေးဇူးတင်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်သူ့ဘဝမှာအချက်အတွက်အချိန်မပေးနိုင်လောက်အောင်များပြားတဲ့တာဝန်တွေကိုအာရုံစိုက်ဖို့လိုပါတယ်ရှရသာကမာနို့စ်မိသားစုအကြောင်းပန်တီပြောပြလို့အကုန်သိပြီးဖြစ်ပါတယ်မာနို့စ်ကဆာမေးဝဲပြီးမှစကားပြောကြမယ်လို့ပြောတော့ရှရသာလည်းကံကောင်းစီဖို့ပဲဆူတောင်းပေးလိုက်ပါတယ်အဲ့လိုနဲ့အဆက်ဆာမေးဝဲဖြစ်ပြီးတော့ပန်တီက3ချိန်မြောက်ထပ်ကြပြန်ပါတယ်သူ့ကောင်မလေးကအောင်ချောင်းဝမ်းသာအားရလာပြောတော့အဖေဆိုတာခံနေရတဲ့ပန်တီကကောင်မလေးကိုអော်လိုက်မိပါတယ်အဲ့ဒါကြောင့်ပဲကောင်မလေးနဲ့ပြတ်သွားပါတယ်မာနို့စ်ကတော့အဆန်းဆာမေးပွဲကိုအောင်မြင်မဲ့အောင်စင်းအောင်လာမကြည့်ပါဘူးရှရသာကတော့ပြောပြတော့ဆာမေးပွဲပြီးတိုင်းအဖြေတိုင်းနေကြမာနို့စ်ကဖြေပြီးတဲ့ကအောင်မှန်းသိပါတယ်မင်းထက်ဖြစ်ရင်လည်းအောင်ဖြေမှာလို့ပြောပေမဲ့မင်းကရွေးချယ်စရာမေးခွန်းမပါပဲအစီအများများရေးရမယ်ဆာမေးပွဲဖြစ်ပါတယ်အရန်ခက်လို့အလုံးမလုံးပဲစာပဲလုပ်ပါလို့ရှရသာကပြောပါတယ်မာနို့စ်အတွက်လိုအပ်တဲ့ပတ်စံကိုကူညီခြင်းပဲမဲ့မာနို့စ်ကတော့ညှင်းလိုက်ပါတယ်မင်းဆာမေးပွဲဆိုတာအချိန်မြင့်စာပဲလုပ်နေတဲ့သူတွေတောင်တဖုံဖုံကြတာမို့မာနို့စ်လည်းကြားပါတယ်မာနို့စ်ကစိတ်ညစ်ညစ်နဲ့ည7နာရီထိုးပြီးရှရသာနဲ့အတူလက်ဖက်ရည်ဆိုင်မှာထိုင်နေပါတယ်နှစ်ယောက်လုံးဘာစကားမှမပြောကြပဲရှရသာကမာနို့စ်လက်ကိုကင်ထားပါတယ်အဲ့ချိန်မှာပန်တီကသူ့တငယ်ချင်းနဲ့မင်းအောင်သွားလို့ပါတီလုပ်ပြီးပြန်လာကြပါတယ်မူးနေတဲ့ပန်တီကရှရသာကမာနို့စ်ဘဝထဲမှာမရှိနေရင်မာနို့စ်ကမင်းကိုအောင်ပါလို့ပြောပါတယ်ဆာမေးဝဲကြလို့စော်ပြစ်ခံလိုက်ရတဲ့ပန်တီကမစီမဆိုင်ရှရသာကိုမဲနေပါတယ်ရှိသားဆိုတာအရှုံးသမားကိုထားခဲ့မှာပဲလို့ရှရသာရှိမှပြောလိုက်တော့ရှရသာကဝမ်းနေပြီးထွက်သွားပါတယ်မာနို့စ်ကနောက်ကလိုက်လာတော့ရှရသာကငိုရင်းနဲ့သူသာချစ်တယ်လို့ပြောရင်ကဘာကြီးကိုဖြောင်းပြန်လှန်ပေးမယ်လို့ပြောခဲ့တဲ့သူကိုချစ်ချောင်းပြန်ပြောလိုက်ပါတယ်အခုချက်ချင်းကဘာကြီးကိုဖြောင်းပြန်သွားလှန်လို့ပြောလိုက်တော့မာနို့စ်လည်းချက်ချင်းအပြေးထွက်သွားပါတယ်မာနို့စ်ကအကိုမိုဟန်စီကိုအသေးအတန်ပြေးလာပြီးတွေးခွင့်တောင်းပါတယ်အရာရှိဖြစ်သွားလို့အလုရှုံနေတဲ့မိုဟန်ကသူကူညီမယ်လို့ပြောထားဘူးတဲ့မာနို့စ်ကို10မိနစ်အချိန်ပေးပါတယ်မင်းဆာမေးပွဲအတွက်အကြံတောင်းတော့ရွေးစရာမရှိတဲ့အပုတ်20ပါ3နာရီမေကုန်းကိုတပုတ်စာလုံး200နှုန်းရေးဖို့တပုတ်ကိုအချိန်9မိနစ်ပဲရပါတယ်အပြေမှန်မှန်စဉ်းစားချိန်ချိန်ဖို့စက္ကန့်40ပဲရတယ်လို့ရှင်းပြပါတယ်ဒါလည်းမာနို့စ်ကလုံနိုင်တယ်လို့ယုံကြည်နေတော့မိုဟန်က10မိနစ်အတွင်းကိုယ့်အကြောင်းကိုအလုံး200အစီရှိခိုင်းပါတယ်အဲ့မှာပဲမာနို့စ်ကသူ့အကြောင်းသူပြန်ရေးရင်တော့10မိနစ်အတွင်းအလုံး90ထပ်ပို့မရေးနိုင်တာကိုသိလိုက်ရပါတယ်နိုင်ငံတကာလုံခြုံရေးတရားမျှတရေးအစိုးရအုပ်ချုပ်ရေးတွေအကြောင်းကို9မိနစ်နဲ့စာလုံး200စီရေးနိုင်မှာလားလို့မိုဟန်ကပြောလိုက်ပါတယ်ကြောင်အန်းနေတဲ့မာနို့စ်ကိုကြည့်ရင်မိုဟန်ကမင်းမလုံနိုင်ဘူးလို့ပဲစေရနာနဲ့ပြောလိုက်ပါတယ်အကိုကော်ရီကတော့အဲ့ဒီစကားကိုလက်မခံပဲဂျုံမုံတွေကိုသာ15နာရီလောက်ချိန်နေရင်တော့လုံနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်အဲ့ဒါကြောင့်မာနို့စ်ကိုညာရင်းချင်းသူ့အခန်းထဲပြောင်းလာခိုင်းပါတယ်အိမ်ကိုလာစီပို့နေကြငွေကိုလည်းသူ့ပို့ပေးမယ်အလုပ်ရရင်နှစ်ဆပြန်ဆက်လို့ပြောပါတယ်မာနို့စ်ကအခုထိအကူအညီယူဖို့ခေါင်းမနေတော့ဂေါ်ရီကဒါမင်းတယောက်တည်းရဲ့တိုက်ပွဲမဟုတ်ဘူးငါတို့အားလုံးရဲ့တိုက်ပွဲပဲဗစက်ထားရင်အရာရှိမဖြစ်ပဲအလောင်းအောင်ဖြစ်သွားမယ်လို့ဟောက်လိုက်ပါတယ်အဲ့လိုနဲ့မာနို့စ်လည်းဘဝမှာပထမဆုံးအနေနဲ့ကိုပိုင်ခရင်ပါတဲ့ကိုပိုင်စာကြီးကန်ရှာပူသွားပါတယ်တနေ့ကို16နာရီအတိစာလုပ်ဖို့ရှရသာကအချိန်မှတ်တဲ့နာရီလက်ဆောင်ပေးပါတယ်စားဖို့တောက်ဖို့ကိုလည်းဂေါ်ရီကအသစ်ပို့ပေးပြီးလိုရဲမတ်စုတွေကိုရှရသာကလုပ်ပေးပါတယ်မာနို့စ်ကစားရီမနာမနေလုံနေသလိုရှရသာကလည်းသူ့ရဲ့အစိမ်စာမေးပွဲမင်းအတွက်ပြင်ဆင်နေပါတယ်စာမေးပွဲတော့မဖြစ်ခင်မာနို့စ်စီမေကွန်းဟောင်းတွေပေးရင်လာနှုတ်ဆက်ပါတယ်အဲ့လိုနဲ့လာပိုင်းလောက်ကြာတော့ရှရသာကသူ့ရဲ့မိန်းစာမေးပွဲအောင်သွားပါတယ်မာနို့စ်အမေစီလည်းလက်စင်ပစံပို့နိုင်လို့မာနို့စ်ဝမ်းသာနေပါတယ်အခန်းထဲကအပြင်မထွက်ပဲစာလုံးနေရတော့တချို့အချိန်တွေပြင်းမိပေမဲ့ခြေပုံးနဲ့ခေါင်းနေပြီးမင်းမလုံနိုင်ဘူးဆိုတဲ့မိုဟန်ရဲ့အတန်ကိုပြန်ကြားရအောင်ရင်စူးစမ်းပါတယ်မိပြတ်တဲ့အချိန်တွေဆိုရင်လမ်းမိတိုင်အောင်မှစားကြပါတယ်ရှရသာကအင်တာဗျူးအောင်ပြီးလက်ထောက်ခရိုင်မှုဖြစ်သွားတဲ့သတင်းကောင်းကြတော့မာနို့စ်ပိုတက်ကြွသွားပါတယ်ပန်တီကတော့အလေးလိုက်ရင်းနဲ့ပဲနောက်ဆုံးအခွင့်အရေးစာမေးပွဲကိုကြားပြန်ပါတယ်အဖေကပန်တီကိုစူပူနေလို့စိတ်တက်ကြနေတော့မာနို့စ်ကစာမေးပွဲအောင်လို့ပန်တီစီအသေးအတန်ဖုန်းလာငှားပါတယ်သူကပန်တီအောင်မအောင်တော့မမေးပဲရီးစားစီဆက်ဖို့ဖုန်းကနေလို့ပန်တီစိတ်တိုသွားပါတယ်ဒီစာမေးပွဲအကြောင်းကြားတော်မကြားဘူးတဲ့ကောင်ကိုဒေလီခေါ်လာပြီးဝစ်ဖို့အင်ကြီးအထိကူညီပေးခဲ့တဲ့သူကိုတော့အောင်မအောင်မမေးတော့ဘူးလားလို့စိတ်တိုနဲ့ပြောလိုက်ပါတယ်ရှရသာဘာမကောင်းပြောတော့မာနို့စ်ကအထိမခံနိုင်ဖြစ်သွားပါတယ်မင်းမကျေနိုင်ရင်မင်းအဖေကိုပဲပြောဆိုပြီးမာနို့စ်ထွက်သွားပါတယ်မာနို့စ်ကစာမေးပွဲအောင်ကြောင့်သူ့အိမ်ကိုအရှင်ဖုန်းဆက်ပါတယ်ပြီးရတဲ့ရှရသာစီကိုဆက်ပါတယ်ဒါပေမဲ့ရှရသာအိမ်မှာမရှိလို့ပြီးမှပြဆက်ခိုင်းလိုက်မယ်လို့သူ့အမေကပြောပါတယ်မာနို့စ်ကတညက်နေလုံးဖုန်းနာမခွာပဲစောင့်နေပါတယ်ရှရသာကမိုးချုံမှဖုန်းပြခေါ်ပါတယ်တကယ်တော့ရှရသာကိုသူ့အိမ်ကဖုန်းပေးမဆက်တာဖြစ်ပါတယ်တယောက်ကသူ့အဖေကိုဖုန်းဆက်ပြီးသူနဲ့မာနို့စ်တို့ဒေလီမှာအတူနေကြတာလို့လှမ်းတိုင်ထားပါတယ်အ
အဖေကသမီးစကားထက်သစိမ်းစကားကိုပိုယုံနေလို့ရွှေသားကဝမ်းနေနေပါတယ်။မာနို့စ်ကိုတော့အင်တာဗျူးကိုပဲခီးယူဆိုင်ဖို့မှာလိုက်ပါတယ်။နှစ်ယောက်လုံးကစာရီလို့ရလုံးလို့မျက်နှာလေးမြင်ရဖို့တော့အချိန်မပေးနိုင်တာကိုမဟုတ်တာတွေသွားပြောတာပန်နေပဲဆိုတာမာနို့စ်သိလိုက်ပါတယ်။အဲ့ဒါကြောင့်ပန်နေကိုဖုန်းဆက်တော့ရှယ်တယောက်ကကင်ပါတယ်။ပန်နေကမူပြီးတောင်းညံ့လို့အချုပ်ချနေပြီးသူ့ကိုဖုန်းဆက်တဲ့တယောက်ထဲသောသူမာနို့စ်ကပဲစခန်းကိုလိုက်သွားရပါတယ်။လူကြားထဲမှာဆဲနေတယ်လို့ရှယ်ကပြောပေမဲ့ပန်နေကသူ့အဖေကိုအရာရှိမဖြစ်နိုင်တော့ကြောင်းညစ်ပတ်တဲ့ပတ်စံတွေလည်းမရနိုင်ကြောင်းတွေပြောနေတာဖြစ်ပါတယ်။မာနို့စ်ကပန်နေရှယ်တယောက်ကိုရိုက်ခဲ့သီလားလို့မေးပါတယ်။ရှယ်ကရိုက်တော့မရိုက်ဘူးဒါပေမဲ့ငါတို့ကိုဆဲတယ်လို့ပြန်ပြောပါတယ်။မာနို့စ်ကဘသူ့ကိုမှကိုထိလက်ရောက်မကျူးလွန်ရင်ဖမ်းလို့မရဘူး။ဖမ်းချင်ရင်တရားသူကြီးစီကဝရမ်းလိုတယ်လို့ပြန်ဟောက်လိုက်ပါတယ်။ရှယ်ကလည်းအလျှော့မပေးပဲပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးခဲ့တဲ့အတွက်ဒဏ်ငွေ9000ဆောင်ရမှ3000ပဲပေးရသေးတယ်လို့ပြန်ပြောလိုက်ပါတယ်။ကျန်တဲ့2000ပေးရင်လှုပ်ပေးမယ်လို့ပြောတော့မာနို့စ်ကတက်တည်ထုတ်ပြခိုင်းပါတယ်။ရှယ်မှာပြစရာတက်တည်မရှိတော့တက်တည်မရှိဖမ်းဝရမ်းမရှိပဲဒဏ်ငွေကောက်တာလက်စားတာပဲလို့မာနို့စ်ကပြောလိုက်ပါတယ်။သူက IPS အရာရှိဖြစ်လာရင်ပထမဆုံးလက်မှတ်ထိုးတဲ့စာရွက်ကခမရရဲ့ယာရုဆိုင်ငံစာပဲလို့ချိန်ချောက်လိုက်ပါတယ်။အထူပါနားလေတဲ့အထက်လူကြီးကသူ့ဘာအမှုမပတ်ခင်ပတ်စံမှာပြန်ပေးလိုက်ပြီးပန်ဒေကိုလှုပ်ပေးလိုက်ပါတယ်။ပထမဆုံးအချိန်ရဲလက်စားတာကိုပြန်ရဘူးလို့ပန်ဒေကပြောနေပါတယ်။မာနို့စ်ကပန်ဒေရဲ့ဖုန်းကိုယူစစ်ကြည့်လိုက်တော့ရွှေသားကိုဖုန်းဆက်ထားတာတွေ့လိုက်ရပါတယ်။မာနို့စ်ကစိတ်တူပြီးမင်းမျက်နှာကိုထပ်မတွေ့ချင်ဘူးလို့အပြက်ပြောခဲ့လိုက်ပါတယ်။တစ်ဖက်မှာရွှေသားကလည်းသူ့အဖေကိုနာချနေပါတယ်။မာနို့စ်အတွက်အရေးကြီးတဲ့နေ့မှာသူ့နားရှိနေပေးခြင်းပါတယ်။သူကခလေးမဟုတ်တော့ပဲလက်ထောက်ခရိုင်မှုတယောက်ဖြစ်နေပြီးမို့သူသွားချင်ရင်ခုထသွားလို့ရပါမယ်။သူ့အဖေရဲ့ယုံကြည်မှုကိုမချိုးဖောက်ချင်လို့ဒေလီကိုမသွားတာလို့ရွှေသားကပြောပါတယ်။သူ့အဖေကလည်းရွှေသားကိုမယုံတာမဟုတ်ပဲကြားချင်းသွေးပူပြီးစူမိတာမို့ဒေလီလိုက်သွားဖို့ခွင့်ပြုလိုက်ပါတယ်။အင်တာဗျူးဖြေရမယ့်နေ့မှာတော့ပြာရခတ်နေတဲ့မာနို့စ်နဲ့ခေါ်ရီစီရွှေသားရောက်လာပါတယ်။ရွှေသားကမာနို့စ်ကိုဝစ်စုံပြေးစင်ပေးပြီးမုတ်စိတ်ရိတ်စပင်းညက်နဲ့တာတာနာနာဖြစ်အောင်ရွှိုင်းပေးပါတယ်။ပန်ဒီကတော့တညလုံးတောက်တနေ့လုံးအိမ်ရင်အချိန်ကုန်နေပါတယ်။အင်တာဗျူးဖြေမယ့်နေ့မှာသူ့စီကိုမာနို့စ်တို့ရှောက်လာပါတယ်။မာနို့စ်ကအင်တာဗျူးမဖြေခင်ကျေးဇူးရှင်ကိုကျေးဇူးတင်ဖို့လာခဲ့တာဖြစ်ပါတယ်။ပန်ဒီကြောင့်သာမဟုတ်ရင်ဒီနေရာကိုရောက်ခဲ့မှာမဟုတ်လို့ကျေးဇူးတင်စကားပြောတော့ပန်ဒီကစိုးနေလောက်အောင်ဝမ်းနဲ့ဝမ်းသာဖြစ်သွားပါတယ်။သူ့မူပြီးပြောခဲ့သမျှအပေါ်လဲရွှေသားကိုပြန်တောင်းပန်လိုက်ပါတယ်။ရွှေသားကလည်းစိတ်ထဲမထားပဲပန်ဒီကြောင့်သာမဟုတ်ရင်သူ့အဖေစီကဒီလိုယုံကြည်မှုမျိုးရှာမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ပန်ဒီကသူ့အဖေကိုတောင်ရှုံသွားအောင်ဆက်လန်းစင်ပြီးပြောနိုင်လို့အစီအစဉ်တင်ဆက်သူလုပ်တင်တယ်လို့ရွှေသားကပြောလိုက်တော့ပန်ဒီရဲ့ TV မှာပါချင်တဲ့အိမ်မက်တွေပြန်အသက်ဝင်လာပါတယ်။အဲဒီနောက်တော့မာနို့စ်ကအင်တာဗျူးဖြေဖို့သွားပါတယ်။ရွှေသားကသူ့ကိုစားတစောင်းပေးပြီးတယောက်တည်းရှိတဲ့အချိန်မှာဖတ်ဖို့ပြောလိုက်ပါတယ်။အင်တာဗျူးဖြေဖို့စောင့်နေရင်စိတ်လှုပ်ရှားလွန်းလို့နာမည်ခေါ်တာကိုတော့မကြားဘူးဖြစ်နေပါတယ်။စရင်ပေးရတော့12တန်းအောင်တဲ့နှစ်ကိုကြည့်ပြီး12တန်းမှာနားလိုက်သေးတာလားလို့မာနို့စ်ကိုမေးပါတယ်။မာနို့စ်ကနားတာမဟုတ်ပဲတစ်နေ့ကြာတာဆိုတော့အထင်သေးခံလိုက်ရပါတယ်။အခန်းထဲခေါ်သွားပြီးတဲ့ဖိုးကြီးကအင်တာဗျူးမှာ12တန်းကြာဘူးတယ်လို့မပြောပဲအဖွားဆုံးလို့နားတယ်လို့ပဲပြောဖို့သိပေးပါတယ်။အင်တာဗျူးတဲ့ဥက္ကဋ္ဌကလူလက်တန်းစားတွေကိုမျက်နှာလိုက်တယ်လို့စီရနာနဲ့ပြောတာဖြစ်ပါတယ်။အခန်းထဲရောက်တော့အင်တာဗျူးတဲ့လူ9ယောက်နဲ့အတူမာနို့စ်ကထိုင်ရပါတယ်။မာနို့စ်က BA ပွဲရဖြစ်ပြီး10တန်းကိုပထမအဆင့်နဲ့အောင်ထားပါတယ်။12တန်းကိုတော့တစ်နှစ်ကြာထားသလိုနောက်နှစ်မှာလည်းတတိယအဆင့်နဲ့ပဲအောင်ပါတယ်။ဘာကြောင့်လဲလို့မေးတော့မာနို့စ်ကလိမ်မို့အကြာကြီးစဉ်းစားနေပြီးမှကြားတဲ့နှစ်မှာစာခိုးချခွင့်မပေးလို့အမှန်တိုင်းပြောလိုက်ပါတယ်။ကြားတယ်ဆိုတာနဲ့ဥက္ကဋ္ဌကပြန်တော့ဖို့ရှင်ရင်ကြည်ကြည်ပဲပြောပါတယ်။တခြားတစ်ယောက်ကတော့အပြင်မှာခဏဆောင်မအောင်လို့ပြောပြီးသူတို့ချင်းတိုင်ပင်ကြပါတယ်။မာနို့စ်ကအင်တာဗျူးကြမှာစိုးရိမ်လွန်းလို့စိတ်ဖိစီးနေရင်ရွှေသားပေးလိုက်တဲ့စာကိုသတိရလို့ထုတ်ဖက်ကြည့်ပါတယ်။စာထဲမှာတော့ IPS အရာရှိဖြစ်ဖြစ်ဂျုံမုံဆက်ယုံကအလုပ်သမားဖြစ်ဖြစ်မာနို့စ်နဲ့အတူလက်ကျန်ဘဝတစ်ခုလုံးကိုဖျက်ဆီးမယ်လို့ရေးထားပါတယ်။ငါ့ကိုလက်ထပ်နိုင်မလားလို့လဲရွှေသားကလက်ထပ်ခွင့်တောင်းထားပါတယ်။စိတ်ရှုပ်ထွေးနေချိန်မှာရွှေသားရဲ့စာကြောင့်တစ်စိတ်တစ်ပိုင်းတော့စေရေးချမ်းသွားရပါတယ်။ခဏကြာတော့အခန်းထဲကပြန်ခေါ်လို့မာနို့စ်ပြန်ဝင်လာပါတယ်။အင်တာဗျူးတဲ့အမျိုးသမီးတယောက်ကညာလို့ရရဲ့သားနဲ့ဘာလို့မညာတာလဲလို့မေးပါတယ်။မာနို့စ်ကလိန်လိုက်တာဟာမှန်တယ်လို့မခံစားရတာကြောင့်လို့ပြန်ပြောပါတယ်။စနက်တန်းတော့ခိုးချခဲ့တာဟာအမှားကိုအမှားမှန်မသိလို့ဖြစ်ပြီးခရိုင်ရမ်းမှုဒူရှန်ရောက်လာချိန်မှာတော့သူ့မျက်လုံးတွေပွင့်သွားခဲ့ပါတယ်။နောက်နေ့ဒူရှန်မရှိတော့ဆရာတွေကခိုးချဖို့တက်ကူညီပေးခဲ့ပါတယ်။တဒန်းလုံးခိုးချလို့ပထမအဆင့်နဲ့အောင်ကြပေမဲ့သူတယောက်ပဲမခိုးချလို့တတိယအဆင့်နဲ့အောင်ခဲ့ပါတယ်။ဒါပေမဲ့တဒန်းလုံးမှာသူ့အပြောဆုံးဖြစ်ခဲ့ပါတယ်။ခိုးချတဲ့အလေးအထားကိုဘယ်သူမှပြောင်းလဲခြင်းစိတ်မရှိတာကြောင့်ကြောက်အုပ်ကတော့ရိုးရာတစ်ခုလို့သတ်မှတ်ထားပါတယ်။အာဏာရှိတဲ့လူတွေကလည်းသူတို့တွေပညာမတတ်ရင်လူမျိုးရေးနဲ့ဘာသာရေးကိုလွယ်လွယ်လေးကြိုးကင်နိုင်တဲ့အတွက်ပညာမတတ်တဲ့ဆင်းရဲသားတွေကိုပဲအုပ်ချုပ်ချင်ပါတယ်။မာနို့စ်ကအပြောတွေကြီးနေပေမဲ့အင်္ဂလိပ်စကားမကျွမ်းကျင်တာကြောင့်ဒီအလုံးနဲ့မကိုက်ညီဘူးလို့ဥက္ကဋ္ဌကပြောပါတယ်။မာနို့စ်ကရှေ့တောင်းတောက်ပါတယ်။ဖန်ခွက်နဲ့တိုက်တော့စတီးခွက်နဲ့တိုက်ပါလို့ပြောပါတယ်။ဘာခွက်နဲ့ဖြစ်ဖြစ်ရေကတတ်ပါတယ်လို့ဥက္ကဋ္ဌကပြောတော့ဘယ်ခွက်ထဲမှမဆိုရေကတတ်ဖို့ပဲအရေးကြီးရင်ဘယ်ဘာသာစကားပဲပြောအရာရှိတွေရဲ့စိတ်ဓာတ်ကတန်ရှင်းရင်ရပြီမလားလို့တကွက်ပြလိုက်ပါတယ်။လက်လျှောက်တဲ့လူတွေထဲမှာထိတ်တန်းចောင်းသားတွေရှိပါလျက်နဲ့12တန်းကြဘူးတဲ့ကောင်ကိုဘာလို့ရွေရမှာလဲလို့ဥက္ကဋ္ဌကမေးခွန်းထုတ်ပါတယ်။မာနို့စ်ကအဲ့ဒီចောင်းသားတွေဟာသူ့ထက်အဖက်ဖက်ကတာရင်တာမယ်ဒါပေမဲ့သူကြုံခဲ့ရတဲ့အတွေ့အကြုံတွေတော့ရှိမှာမဟုတ်ဘူးလို့ပြောပါတယ်။လူဒန်းစားတရက်ကိုပြောင်းလဲနိုင်ဖို့ဆိုတာအဲ့ဒီလူဒန်းစားတရက်လုံးရဲ့ဒုက္ခအကုန်ကိုသိဖို့လိုတယ်လို့ပြောပါတယ်။သူ့ဝတာအခွင့်အရေးပေးမယ်ဆိုရင်ရွာတွေမှာဘလို့ခိုးချတာမျိုးမှမရှိစေရဘူးလို့ခရီးပေးပါတယ်။ထိတ်တန်းចောင်းသားတွေထက်သူ့ပို့တော်မှာမဟုတ်ပေမဲ့သူတို့ထက်တော့ဒီယာရုံးနဲ့ပိုထိုက်တန်တယ်လို့မာနို့စ်ကအခိုင်အမာပြောပါတယ်။သူဘလို့ဖြစ်ဖြစ်အင်တာဗျူးတဲ့လူတွေကခက်သက်ပြီးမေးနေတဲ့အပြင်သူဘာပြောအတိုက်အခံပြန်ညင်ပါတယ်။အင်တာဗျူးတာမအောင်ရင်ဘာလို့မှလဲလို့မေးတော့မာနို့စ်ကသူကအရှုံးကိုလက်ခံနေသူမဟုတ်လို့သူ့ကိုလွယ်လွယ်နဲ့ရိုက်ချလို့မရဘူးလို့ပြန်ပြောပါတယ်။သူ့ပန်းနိုင်က IPS အရာရှိဖြစ်ဖို့မဟုတ်ပဲနိုင်ငံကိုပြုပြင်ချင်တာဖြစ်လို့ဒီမှာကြာရင်ကျောင်းဆရာလုပ်မယ်ရွာကကလေးတွေကိုခိုးမချပဲအောင်မို့တင်ပေးမယ်တကယ်ပညာအစစ်အမှန်ကိုတက်အောင်လမ်းပြပေးမယ်လို့ရည်ရွယ်ထားပါတယ်။ တ
လောကလုံးကိုအလင်းပေးနိုင်တဲ့နေမင်းကြီးမဖြစ်ရင်တော့လမ်းသွားလမ်းလာတွေကိုအလင်းပေးနိုင်တဲ့လမ်းမိတိုင်လောက်တော့ဖြစ်နိုင်သေးတယ်လို့ခံယူထားပါတယ်ဥက္ကဋ္ဌအဲ့ဒါဆိုလမ်းမိတိုင်ဖြစ်ပါစေလို့ဆုတောင်းပေးပြီးပြန်လှုပ်လိုက်ပါတယ်အဲ့လိုနဲ့ပဲမန်နို့ချ်ကအင်တာဗျူးကြပြီးရွာမှာလမ်းမိတိုင်ချောင်းဆရာဖြစ်လာပါတယ်စတာပါအောင်စင်ရဲ့ထွက်မဲ့နေ့မှာတော့ကိုယ့်အခြေအနေကိုသိတဲ့မန်နို့ချ်ကမကြည့်ရတာကိုရှရသာကအတင်းဆွဲခေါ်လာပြီးကြည့်ပေးပါတယ်အန်အောစရာကောင်းစွာပဲမန်နို့ချ်ကအင်တာဗျူးအောင်သွားပါတယ်သူ IPS အရာရှိကြီးဖြစ်သွားတာဟာသူတယောက်တည်းအောင်မြင်တာမဟုတ်ပဲသူ့ကိုကူညီပေးခဲ့တဲ့ရှရသာအကူဂေါ်ရီပန်ဒေတူတူနဲ့မန်နို့ချ်မိသားစုတစ်ခုလုံးပါဝင်မန်နို့ချ်လိုတောရတက်လာပြီးဘဝခါခါကြီးကိုချိုးအောင်စူးစမ်းနေတဲ့စင်ရသားလူလူတစ်ခုလုံးရဲ့အောင်မြင်မှုလည်းဖြစ်ပါတယ်ဒီလိုနဲ့ပဲစန်နတန်ကြဂျုံမုံလို့သမားလေးက IPS အရာရှိကြီးဖြစ်လာပါတယ်မန်နို့ချ်မိသားစုကလည်းပျော်လုံးလုံးငိုနေကြပြီးအဖေကတော့စိုက်ပျိုးရေးရုံးကအချင်းပြတ်ချစားတဲ့ကောင်စီချက်ချင်းပြေးသွားပါတယ်မင်းလာရှုံးမိတာ IPS အရာရှိကြီးရဲ့အဖေကွာလို့အားရပါရပြောဖို့ဖြစ်ပါတယ်သူအောင်တော့တင်တန်းစီးမှာကင်မရာတစ်လုံးနဲ့ရှောက်လာပြီးသူ့တင်တန်းအောင်တာဖြစ်ကြောင်းပြောပေးဖို့လက်ထိုးပါတယ်မန်နို့ချ်ကတော့သူ့ကိုတော့မမှန်မိတဲ့စီးမာကိုကင်မရာရှိမှအဆက်ခွဲလိုက်ပါတယ် IPS အရာရှိအသေးဆက်မန်နို့ချ်ကဒူရှန်ကိုသူ့မင်္ဂလာဆောင်ရဲ့ပထမဆုံးဖိတ်စာသွားပေးပါတယ်ဒူရှန်ကမန်နို့ချ်ကိုမမှန်မိပဲယာရူကြီးတဲ့သူမို့အလေးပြုတော့မန်နို့ချ်ကမိတ်ဆက်ပါတယ်ထော်လာကြီးကောင်လေးလို့ပြောမှမှတ်မိသွားပါတယ်အားသိလို့နေတဲ့ဒူရှန်ကိုမန်နို့ချ်ကဆရာခိုးမချမလိန်ညာခိုင်းလို့ကျွန်တော်မလိန်ခဲ့ဘူးလို့ပြောတော့ဒူရှန်ကလည်းသူ့ရဲ့အမှတ်မထင်စကားလေးတစ်ခုကလူတစ်ယောက်ရဲ့ဘဝကြီးကိုဒီလောက်ထိပြောင်းလဲပေးနိုင်ခဲ့ပါလားဆိုပြီးဂုဏ်ယူနေပါတယ်တခါတလေမှဘဝတစ်ခုရဲ့တစ်ချိန်တစ်ခါကြာရှုံးမှုကလည်းဘဝတွေအများကြီးပြောင်းလဲသွားလောက်အောင်ကြီးမားတဲ့အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လာဖို့လိုအပ်တဲ့ပထမခြေလှမ်းဖြစ်နေတတ်ပါတယ်